ကစားမဘွားပထမဆုံးဆိုပလားကိုရယူပြီးတဲ့နောက်အင်္ဂလန်ကိုပြန်လာတော့မလား Harry Kane ပရိသတ်များလုံးပဲမင်္ဂလာများ Red TV တိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Harry Kane ကအင်္ဂလန်ကနေထပ်မံရဲကစားမဘွားပထမဆုံးဆိုပလားကိုကန်ပြောင်းနိုင်ခဲ့ပါတယ်အသက်32နှစ်အရွယ်အင်္ဂလန်တိုက်စစ်မှုဟာ2023နေရာဒီမှာစပါးကနေဘိုင်ယန်မြူနစ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်ဆိုပလားရေလိုချင်တော့ချိန်စာနဲ့စပါးကိုဆုံးခွာခဲ့ပေမဲ့ဂျာမန်မျိုးကိုရောက်ချင်ပါမယ်ဖလားလက်မဲ့နဲ့ကြိုးတွေ့ခဲ့ရပါတယ်ဒါပေမဲ့လည်းဒီနေ့မှာတော့ဘိုင်ယန်မြူနစ်ဟာလေးပြိုင်ပွဲမပြီးခင်နှစ်ပတ်အလိုမှာပဲဝက်လက်လီဂါဆိုပလားကြီးကိုကန်ပြောင်းနိုင်ခဲ့ပါတယ်ကင်းဟာဒီဟာဒီမှာဘိုင်ယန်အတွက်ခြေစွမ်းပြနိုင်ခဲ့ပြီးဝက်လက်လီဂါ30လိုပွဲမှာ26ဂိုးထိသွင်းယူနိုင်ခဲ့ကရှီဗန်နက်စုကို200တီဆက်ရယူနိုင်ခဲ့ပါတယ်။ကစားမဘွားပထမဆုံးစုကလာကိုရယူပြီးတဲ့နောက်အင်္ဂလန်မြေမှာမပြည့်ပြည့်သေးတဲ့ကိစ္စတွေအတွက်ပြီးတော့ပြန်ဖို့ Harry Kane တယောက်စဉ်းစားသွားမလားဆိုတဲ့မေးခွန်းတွေကလည်းရှိနေပါတယ်။အင်္ဂလန်သားဟာပရီးမီးယားလိမှာကစားနေစဉ်တွင်သွင်းဂိုး213ဂိုးထိသွင်းယူနိုင်ခဲ့ပြီးဒါဟာပရီးမီးယားလိရဲ့ထာဝရဂိုးသွင်းများဆုံးကစားမဖြစ်တဲ့နျူကာဆယ်ကလဝင်တိုင်းစစ်မှုကြီးအလန်ရှီယာရဲ့ဂိုး260ကိုလိုက်မိဖို့48ဂိုးသာလိုအပ်တာဖြစ်ပါတယ်။လက်ရှိဂိုးသွင်းလုံးနဲ့လာဆိုရင် Kane တယောက်200တီလောက်ကစားပြီးတာနဲ့အလန်ရှီယာရဲ့စံချိန်ကိုလိုက်မိနိုင်ပါတယ်။ BBC Sport နဲ့အင်တာဗျူးမှာတော့ Kane ဟာဂျာမန်ပြည်မှာအခက်အခဲတဲ့ကစားမဘွားကိုဖျက်ဆီးခဲ့ရပေမဲ့လက်ရှိအချိန်မှာတော့အရာရာသားချပြီးတော့ပျော်ရွှင်နေပြီဖြစ်ကြောင်းပြောဆိုလာခဲ့ပါတယ်။ Kane ကဂျာရီကိုရောက်လာခဲ့တာပထမ6လတော့ကတော့တော်လေးကိုခက်ခဲခဲ့ပါတယ်။ကျွန်တော်ကဂျာရီမှာနေပြီးမိသားစုကလန်ဒန်မှာကျန်ခဲ့တယ်။ဟိုတယ်မှာနေရတာကကျွန်တော်တို့အခက်အခဲလုံးပါတယ်။ဒီနေ့လောက်ကြာတော့ကျွန်တော်တို့မိသားစုအတူနေဖို့အိမ်လေးရလာပါပြီ။ကလေးတွေလည်းဒီမှာကြောင်းတက်နေရပါ။ကျွန်တော်မျိုးသမီးကလည်းဂျာရီမှာနေရတာကိုသဘောကျနေပါတယ်။လောလောဆယ်တော့ဂျာရီမှာကျွန်တော်ပြောနေပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ Kane အနေနဲ့အင်္ဂလန်မှာစံချိန်သစ်တင်မဲ့ဆောင်ဂျာမနီနေပါပဲနောက်ထပ်ဆိုပလားတွေကိုထပ်မံရယူဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကလည်းလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။